အရှိမကတော့တူနာလေးလိမ့်ပြီးသွားပြီပေါ့နော်နှုတ်ရတူနာလေးလိမ့်ပြီးသွားပြီဒီနှစ်ခုတွဲလေးကဒီရွှေရောင်လေးနှစ်ဘူးကဘာအတွက်သုံးရမှာလဲဆိုတော့တင်းတိတ်မှဲကြောက်သမားရဲ့အတွက်ကိုအဓိကသုံးရမယ့်ဟာပေါ့နော်မျက်နှာပေါ်မှာတင်းတိတ်တွေရှိတယ်မှဲကြောက်တွေရှိတယ်နေလောင်ကွက်တွေရှိတယ်ဘာသုံးရမှန်းမသိဘူးဆိုလို့ရှိရင်ဒီနှစ်မျိုးတွဲလေးကိုပဲသုံးပေးပါရှင်ဒီဟာလေးကအသားလာ collagen serum တင်းတိတ်နဲ့မှဲကြောက်ကိုတိတိတတ်တာစေတယ်ပြီးတော့နောက်တစ်ခုကကြာအသားရည်ကြည်မယ်အရေးချောင်းတွေဆိုလို့ရှိရင်လည်းတတ်တာစေရပေါ့နော် collagen serum ဖြစ်တဲ့အတွက်အရေးချောင်းတွေကိုလည်း share ကိုတတ်တာစေပါရဲ့နော်ဒီ collagen serum လေးကလိမ့်ပြမယ်ရွှေရောင်အထက်ထဲမှာအစီလေးတွေနဲ့လိမ့်ပြုတ်ကြပါလိမ့်သမီးလိုက်တာရွှေရောင်အစီလေးနဲ့လိမ့်တဲ့အခါမှာလည်းမျက်နှာပေါ်မှာအေးလေးနဲ့အသားရည်ကိုချက်ချင်းဆွဲပြီးတော့တင်းသွားပေးတယ်လို့မျိုးခံစားရပါရှင်နော်ဒါလေးကတော့အသားလာ collagen serum လေးပါဒီဟာလေးပြီးသွားပြီဆိုလို့ရှိရင်ဒီ moisture လေးရေဓာတ်ဖြစ်ပေးတဲ့ moisture လေးကိုသုံးပေးရပါမယ်ရှင်နော်တင်းတိတ်မှဲကြောက်သမားတွေတင်းတိတ်တွေမှဲကြောက်တွေအရန်များနေလို့ဘာသုံးရမလဲမသိဘူးဆိုတဲ့သူတွေကဒီနှစ်မျိုးလေးကိုသုံးပေးပါရှင်နော်ကဲဒီဟာလေးက collagen serum လေးလိမ့်ပြီးသွားပြီဆိုလို့ရှင်နော်ရေဓာတ်ဖြစ်ပြီးတဲ့ဒီ moisturizer လေးလိမ့်ပြီးပေါ့နော်ဒီ moisture လေးကကြာအသားရည်ကိုဆူဆူလေးနဲ့ရေဓာတ်ကို82နာရီကြာအောင်ထိန်းသိမ်းပေးထားတဲ့ moisture လေးပါရှင်ဒီနှစ်မျိုးတွဲလေးသုံးပေးမယ်ဆိုလို့ရှင်တင်းတိတ်နဲ့မှဲကြောက်ကိုတိတိတတာကိုပါစေတယ်တိတိတတာကိုတတ်တာစေပါရဲ့ရှင်နော်တင်းတိတ်နဲ့မှဲကြောက်ကိုပျောက်လားလို့မမေးနဲ့ပျောက်လားလို့မေးရင်အရန်နဲ့စိတ်ဆိုးတယ်အဲ့ဒါလေးပျောက်တယ်ဆိုပြီးတော့ရောင်းလို့ရှင်လဲအဲ့ဒါဂျင်းအကြီးစားထည့်တာလိမ့်စေးလိမ့်ုံလောင်းနဲ့တင်းတိတ်နဲ့မှဲကြောက်နေတာဘလို့မှမပြောက်နိုင်ဘူးပျောက်လည်းမပျောက်ဘူးနော်ဒီဟာကတင်းတိတ်နဲ့မှဲကြောက်ပါအောင်တတ်တာအောင်ပဲသုံးပေးလို့ရမှာတကယ်ပျောက်ရှင်တယ်ဆိုလို့ရှင်တော့စေးကန်းပြရင်တော့မှပဲတင်းတိတ်နဲ့မှဲကြောက်ကပျောက်ဖို့တော်တော်လေးခဲရင်နဲ့တင်းတိတ်နဲ့မှဲကြောက်ကကုရတာအရန်ကိုကုသရခတ်တယ်ပေါ့နော်ဆိုတော့တင်းတိတ်မဲကြောင့်အရန်ကုသရခတ်တာဖြစ်တဲ့အတွက်မဖြစ်ခင်မှာကြိုတင်ပြီးတော့ကာကွယ်ထားပါရှင်เนาะကြိုတင်ကာကွယ်တဲ့အနေနဲ့လည်းဒီနှစ်မျိုးတွဲလေးကိုသုံးလို့ရပါရဲ့ရှင်เนาะရေဓာတ်ဖြည့်ဝပေးတဲ့ moisturizer ဒါလေးကအသားရည်ကိုဆူဆူတင်းတင်းလေးနဲ့ကြည်ပြောင်ပြောင်လေးဖြစ်စေတဲ့ဒီဟာလေးက collagen serum မှာအသားလာ collagen serum လေးပါရှင်ဒီရွှေရောင်တွဲလေးနှစ်တွဲဥသာသုံးပေးမယ်ဆိုလို့ရှိရင်မျက်နှာအသားရည်လေးကကြည်ဆူဆူလေးနဲ့တင်းတင်းလေးဖြစ်လာမယ်အရွယ်မတိုင်ခင်အိုမင်းချင်းရော်မှုကိုလည်းကင်းဝေးစေပါမယ်ရှင်เนาะအရွယ်မတိုင်ခင်တချို့ဆိုလို့ရှိရင်လေအိုတယ်လေအသက်ရွယ်နဲ့မလိုက်အောင်လို့လေအိုတယ်လေအဲ့လိုမျိုးတွေရှိတယ်ပြီးတော့နောက်တစ်ခါကျတော့ main ကလေးရဲ့အသက်30ကျော်လာပြီဆိုလို့ရှိရင်ဒီအရေးချောင်းတွေဒီနားမှာဖြစ်လာရဲ့အရေးချောင်းတွေဆိုလို့ရှိရင်လည်းအရန်ကိုတတ်တာစေပါရဲ့ရှင်เนาะမဖြစ်ခင်ကြိုတင်ကာကွယ်တဲ့အနေနဲ့သုံးကျင်တယ်ဆိုလို့ရှိရင်လည်းသုံးထားလို့ရပါတယ်เนาะဒီဟာလေးနှစ်မျိုးတွဲလေးကိုသုံးပေးပါရှင်เนาะအသားရည်ကိုတိတိတတ်တာကိုကြည်ဆူဆူလေးနဲ့ပြောင်ပြောင်ဝန်းဝန်းလေးနဲ့အရန်ကိုလှလာစေပါမယ်ရှင်เนาะဒီနှစ်မျိုးတွဲလေး